မင်္ဂလာပါဖြစ်ဝင်ပါဒီနေ့ကတော့အကုန်လုံးလဲသိကျင်နေကြမယ်ဘေးကွန်းတစ်ခုပေါ့နော်ဒီညီလေးမေးထားတာလေးဖြေပေးမယ်ဘတ်သက်တန်တိုးတာတဲ့အကိုတဲ့ဘတ်သက်တန်တိုးတာဘယ်လောက်ကြာလဲတဲ့မေးထားတာပေါ့နော်အဲ့ကြတော့တခါတည်းပဲအစိုးရရဲ့သတ်မှတ်ထားတဲ့ကြာချိန်တွေကိုအကုန်ပြောပြမယ်ဒီချာလေးလိုက်နားထောင်ပေးပါအစိုးရသတ်မှတ်ထားတာကဝက်ပါမစ်ကိုအရင်တိုးရမှာဖြစ်ပါတယ်ဝက်ပါမစ်ကကြတော့ဘယ်ထိလဲဆိုတော့ဒီ17ရက်12လ2026ဆိုရင်အကုန်ဝက်ပါမစ်တွေကုန်ပါ8လပိုင်းကနေစပြီးတော့ဒီ17ရက်12လ2026ဝက်ပါမစ်တက်တန်းမတိုင်ခင်အတွင်းမှာဝက်ပါမစ်ကိုတိုးရမှာဖြစ်ပါတယ်အဲ့ဒီဟာထက်ကြော်ဝိုင်းကတော့တိုးလို့မရတော့ပါဘူးဝက်ပါမစ်အရင်တိုးရမယ်เนาะအမှတ်ထားเนาะဒီကအချက်ကဘတ်တက်တန်းတို့ကဝက်ပါမစ်ကိုအရင်တိုးရမယ်တက်တန်းမကုန်ခင်တိုးရမယ်တက်တန်းကြော်ပြီးသွားရင်တိုးလို့မရဘူးဝက်ပါမစ်ပြီးသွားပြီအဲ့တိုးထားတဲ့ဝက်ပါမစ်ကဘယ်တော့အတွင်းမှာထွက်ရမလဲဆိုရင်3လပိုင်း31ရက်ဟိုပါနော်17လပိုင်း12လပိုင်း17ရက်နေ့ထိအမိတိုးရမယ်တိုးပြီးတော့အဲ့နောက်ပိုင်း31ရက်3လအတွင်းမှာဝက်ပါမစ်စာရွက်ဘိုင်နူးမတ်လို့ခေါ်တယ်ဝက်ပါဘိုင်နူးရလို့ခေါ်တယ်ဝက်ပါမစ်စာရွက်ကမဖြစ်မနေထွက်ရမယ်မထွက်ခဲ့ရင်လည်းတက်တန်းတို့လုပ်ငန်းစဉ်မပြီးဘူးအပြီးသွားပြီဆိုရင်ဟုတ်ပြီဘိုင်နူးရထွက်လာပြီဝက်ပါမစ်ထွက်လာပြီဗီဇာဘယ်တော့ထူရမလဲဗီဇာကကြတော့6လပိုင်းအကုန်တွင်30ရက်6လပိုင်းအတွင်းမှာဗီဇာအပြီးထူရမယ်အဲကြတော့မေးစရာရှိတာကတချို့တွေကစာအုပ်ရှိတယ်တချို့တွေကစာအုပ်မရှိထားဘူးစာအုပ်ရှိထားတဲ့လူတွေကကြတော့တစ်နှစ်စာတစ်ခါတည်းတတုံးပဲထူရမယ်စာအုပ်မရှိထားဘူးဒီနှစ်မှာတက်တန်းတိုးပြီးတော့ CI နေဖွင့်တယ် CI ဝင်လုပ်တယ်ဒါမှမဟုတ်လဲတက်တန်းတိုးပြီးမှစာအုပ်အနီတွေရှိလာတယ်ဆိုရင်ဗီဇာက2တုံးထူရမယ်ပြီးခဲ့တဲ့နှစ်ကတတုံးမထူထားတဲ့အတွက်ဒီနှစ်မှာ2တုံးထူရမယ်เนาะ6လတစ်ဖြတ်6လတစ်ဖြတ်2တုံးထူရမယ်တခါတည်းတစ်နှစ်စာတန်းမရဘူးအဲကြတော့အချိန်ပိုင်းခြားတွေဒါကအစိုးရသတ်မှတ်ထားတဲ့အချိန်အပိုင်းခြားတွေဖြစ်ပါတယ်ဒီအချိန်ပိုင်းခြားဒီအချိန်ပိုင်းခြားတွေမှာအခုပြောထားတဲ့စာရွက်တွေကလက်ထဲမှာရောက်နေရမယ်မဟုတ်ရင်ကတော့တက်တန်းတိုးလုပ်ငန်းစဉ်မပြီးဘူးအဲကြတော့ကျွန်တော်တို့ကိုဘတ်တက်တန်းတိုးကဘယ်လောက်ကြာလဲမေးထားတဲ့ညီတွေအတွက်ပေါ့နော်ကျွန်တော်တို့တိုးပြီးတာနေရတော့ပြီးခဲ့တဲ့နှစ်ကဆိုရင်လဲဒါပြောရမယ်ဆိုရင်ကတော့ဆိုရသတ်မှတ်ထားတဲ့အချိန်မတိုင်ခင်အတွင်းမှာကျွန်တော်တို့ဝက်ပါမစ်ဆိုဝက်ပါမစ်တွေအကုန်ပြီးထွက်တယ်ဆိုရသတ်မှတ်ထားတဲ့အချိန်မတိုင်ခင်အတွင်းမှာစာအုပ်ရှိတဲ့လူတွေအကုန်လုံးကျွန်တော်တို့ဘက်ကဗီဇာအပြီးထုပြီးသွားပြီအဲကြတော့ကြာချိန်မြန်ချိန်ရကြတော့အတက်နိုင်ဆုံးကျွန်တော်တို့ဘက်ကတော့အမြန်ဆုံးဆောင်ရွက်ပေးတယ်တချို့ကြာတဲ့လူတွေဆိုရင်လည်းအစိုးရသတ်မှတ်ထားတဲ့ကာလကိုလွန်သွားအောင်ဘယ်တော့မှမလုပ်ဘူးလွန်တာနဲ့ဒါကတက်တန်းထပ်တိုးလို့မရတော့ပြဿနာဖြစ်ပြီးဆိုတော့ပြောနိုင်တာတခုကတော့အခုပြောထားတဲ့ကာလအပိုင်းခြားတွေမှာအကုန်ပြည့်စုံအောင်လုပ်ပေးမှာပဲဖြစ်ပါတယ်ခင်ဗျအဲ့ဒါဆိုရင်ကိုယ့်ရဲ့တက်တန်းတိုးလုပ်ငန်းစဉ်ပြီးမြောက်ပါတယ်ကိုယ့်ရဲ့တက်တန်းတိုးလုပ်ငန်းစဉ်အောင်မြင်ပါတယ်နောက်တစ်နှစ်စာအေးစစ်စစ်နေလို့ရပြီပဲဖြစ်ပါတယ်ခင်ဗျအဲ့ဒါကတော့အချိန်ပိုင်းခြားမေးထားတဲ့ညီကိုတွေအတွက်လာပြီးတော့ပြောပြပေးတာဖြစ်ပါတယ်အားလုံးပဲစာရေးစာတမ်းကိစ္စတွေအဆင်ပြေကြပါစေကျေးဇူးတင်ပါတယ်